ရွာလယ်မှာရှိတဲ့ရွာတကြီးအိမ်စီကနေအရှက်ပေးတစ်သားခောက်တန်တဖြောင်းဖြောင်းကရွာလုံးအနှံ့ကိုဟိန်းထွက်လို့သွားခဲ့ပြီးရွာသူရွာသားတွေကိုအစည်းအဝေးတက်ဖို့အတွက်စော်ဩခဲ့လိုက်ပါတယ်။ရွာတကြီးရဲ့အိမ်ရှိကွင်းပြင်မှာတော့သူကိုယ်တိုင်ကမျက်နှာမှာစိုးရိမ်စိတ်တွေအပြည့်နဲ့ကွစ်ပစ်ပေါ်မှာထိုင်ဆောင်နေကြတာပေါ့။အခုလိုလူစုလူဝေးခေါ်ပြီးအရေးပေါ်အစည်းအဝေးလုပ်လိုက်ရတဲ့အကြောင်းအရင်းကတော့ငရဲမင်းလို့ခေါ်တဲ့တောအုပ်ထဲမှာရွာကမုတ်ဆိုးတစ်ယောက်ပျောက်ဆုံးသွားတဲ့ကိစ္စအကြောင်းပါပျောက်ဆုံးသွားတဲ့သူကဝါရင်တောလိုက်မုတ်ဆိုးတစ်ယောက်ဖြစ်ပေမဲ့သူပြန်မလာတာကြာပြီဆိုတော့သူ့ရဲ့သားမယားတွေကတော့အသက်ရှင်လျက်ပြန်လာမှာမဟုတ်တော့ဘူးလို့ဆုံးဖြတ်ချက်ချလိုက်ကြပါပြီအဲဒါကြောင့်လေကွယ်လွန်သူအတွက်ရည်စူးပြီးကောင်းမှုကုသိုလ်တွေတောင်လုပ်ပေးနေကြပြီပဲဖြစ်ပါတယ်ဒီမြင်ကွင်းကရွာတကြီးအတွက်စိတ်မကောင်းလွန်းတာကြောင့်နောက်ထပ်ရွာသားတွေကိုအဲ့ဒီငရဲမင်းတောအုပ်ထဲမှာသားကောင်မလိုက်ကြဖို့တားမြစ်ပိတ်ပင်တဲ့အစည်းအဝေးကိုအခုလိုခေါ်ယူခဲ့တာပါရွာသားအများစုကတော့ဘေးရန်ရဲကိုကြောက်တာကြောင့်ရွာတကြီးရဲ့စကားကိုလိုက်နာပါမယ်လို့ကြေညာပေးကြပါတယ်ဒါပေမဲ့လူတစ်ယောက်ကတော့ရွာတကြီးရဲ့အမိန့်ကိုအမြဲတမ်းညှင်းဆန်လေးရှိပြီးအခုလဲရွာတကြီးကိုစိတ်အနှောက်အယှက်ဖြစ်အောင်လုပ်နေပြန်ပါပြီ။သူကတော့တခြားလူမဟုတ်ပဲရွာလူကြီးရဲ့သားအရင်ဖြစ်သူစိုင်းသူပဲဖြစ်ပါတယ်။အိုးအဖေကအဲ့ဒီတော်တွေကလူရိုင်းတွေလည်းတခြားတနေရာကိုပြောင်းသွားတော့ပါပြီဗျ။သူတို့ကတနေရာထဲမှာအခြေချပြီးတော့နေထိုင်တာမျိုးမဟုတ်ပါဘူး။ကျွန်တော်စကားကိုယုံစမ်းပါဗျ။ဟဲ့ဆိုင်သူမင်းအဖေပြောတာကိုနားထောင်စမ်းပါဦးအသက်ကြီးတဲ့သူရဲ့စကားကိုလေးစားအောင်ပါကွာအဲ့ဒီအနားမှာရှိတဲ့အသက်ကြီးပိုင်းလူကြီးတယောက်ကစိုင်းသူရဲ့စကားကိုဝင်ပြီးတားမြစ်လိုက်ပါတယ်ငါ့ကိုဂတိပေးစမ်းစိုင်းသူအဲ့ဒီတောအုံနာကိုအမဲလိုက်ဖို့လုံးဝမသွားပါဘူးလို့အဲ့ဒီကလူရိုင်းတွေကသူတို့တောကိုတဲပြီးအလေးထားနှမျောကြတာမင်းတို့အဲ့ဒီကိုသွားရင်သူတို့ကမင်းတို့ကောင်းကိုဖျက်ပြီးယူသွားလိမ့်မယ်ကွာကျွန်တော်နဲ့မောင်အင်းတွေကတောအနှံ့ကိုသွားပြီးတော့ရှာဖွေဘူးတာတွေအများကြီးရှိနေပြီဗျအဖေဟာကျွန်တော်လက်ချက်နဲ့ကြားတွေစင်းတွေပြောင်းလေတောင်မှလဲကြခဲ့ဘူးတာပဲအဖေဟာအဲ့ဒီလူရိုင်းတွေကိုကျွန်တော်နှင်းနှင်းလေးမှမကြောက်ပါဘူးဗျဒါပေမဲ့ထားလိုက်ပါတော့အဖေကိုစိတ်မပူစေချင်တာနဲ့ကျွန်တော်ဂရုပေးလိုက်ပါမယ်ငရဲတကားဝတောအုပ်ဘက်ကိုကျွန်တော်လုံးဝကြော်မသွားတော့ပါဘူးဟိုဘက်ကနှစ်တိုးချောင်းနဲ့ကြောက်ဆောင်တောင်အနီးနားမှာပဲအမဲလိုက်ရင်တော့မှဓာတ်ကောင်းတွေကပေါ်ပေါ်တီတီရနေတာပဲကိုဗျအဲ့ဒီနေ့မနေ့ပိုင်းနေသိမ့်မပူခင်အချိန်မှပဲရွာတကြီးခေါ်ထားတဲ့အစည်းအဝေးကတားမြစ်ချက်တွေဟာလေထဲမှာပျောက်ပြတ်သွားခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ရွာလန်းအတိုင်းဖုံတထောင်းထောင်းထအောင်မောင်းနှင်လာတဲ့အစင်မြင့်ပြီးကြည်ကောင်းတဲ့ကားတစ်စီးရွာထဲကိုဆိုက်ရောက်လာခဲ့လို့ပါပဲ။ကားတကားကိုဖွင့်ပြီးဆင်းလာတဲ့သူကတော့ရွာသားတွေနဲ့အရင်ကတည်းကရင်းနှီးခဲ့ဘူးပြီးသားဖြစ်တဲ့စခန်းမှုစိုးလွင်ပဲဖြစ်တာပေါ့။သူကတောထဲမှာစွန်းစွန်းဆာဆာသွားလာရတာကိုဝါသနာပါသလိုအမဲလိုက်ရတာကိုလည်းတိတ်ကိုကြိုက်နေတတ်တဲ့ရဲအရာရှိတယောက်ပေါ့။နောက်တဲ့ကားပေါ်ကဆင်းလာတဲ့သူတယောက်ကတော့ဝစ်ပုံစားပုံကိုကြီးလိုက်တာနဲ့တင်ပတ်စံတိတ်ကိုရှမ်းတာတဲ့ပုံပေါက်နေတဲ့တထေးလေးကိုပုံမြက်ပဲဖြစ်ပါတယ်။ဒီရွာကဒုံအင်းရွာဆိုတဲ့နာမည်နဲ့လိုက်အောင်တကယ်ကိုတောနယ်ကြီးထဲမှာရှိနေတာပဲအိမ်ပြင်ကိုရှည်လန်းနေနေလောက်လှမ်းလိုက်တာနဲ့တင်တောနယ်ထဲကိုရောက်သွားတော့မှာနော်ဒီလောက်တောအုပ်ကြီးဆိုရင်တော့တောကောင်တွေလည်းတော်တော်လေးရမှာပဲဗျဒီရွာနာကတောကဘာဟုတ်သေးလို့လဲတတိရဲ့တကယ်တောအုပ်ဘက်ကိုသွားဖို့ဆိုရင်မြစ်ကိုအရင်ဆုံးဖြတ်ကျော်ရအောင်ပါအဲ့ဒီဘက်မှာဆိုရင်တော့တတိအရင်ကရောက်ဘူးတဲ့ဘယ်တောနဲ့မှမတူအောင်တောကောင်တွေကပေါ်များပြီးအုပ်စုလိုက်ကိုရှိနေမှသေးကြတယ်ဗျစကံမှုစိုးလွင်ကလွန်ခဲ့တဲ့တနင်္လောက်ကမုတ်ဆိုးဖိုးတီကိုငှားပြီးတောလိုက်ဖူးတဲ့အတွက်အခုလဲသူ့ကိုပဲလမ်းပြအဖြစ်ငှားဖို့စိတ်ကူးနဲ့ရောက်လာတာပါဒါပေမဲ့သူတို့အာကိုတကြီးနဲ့လာရှာနေတဲ့မုတ်ဆိုးဖိုးတီကတော့အခုအချိန်မှာမြေကြီးပေါ်မှာတင်အရက်မူးပြီးကြောင်ကရမ်းနဲ့လဲနေတဲ့လူတစ်ယောက်ဖြစ်နေတာကိုတော့သူတို့မသိကြသေးပါဘူးဒီအချိန်ရွာလူကြီးကစကံမှုစိုးလွင်ကိုကြည့်ပြီးမေးလိုက်ပါတယ်မင်္ဂလာပါစကံဘူးကျွန်တော်စီကိုဘာမှအရေးကြီးအကူအညီလိုအဲ့လိုအခုလိုရောက်လာရတာလေဗျမင်္ဂလာပါရွာကြီးရဲ့ခမ ्या ကိုလူတယောက်နဲ့မိတ်ဆက်ပေးခြင်းလို့ပါဒါကတော့တထေးလေးကိုပုံမြဲလို့ခေါ်ရဲဗျသူကမြို့မှာစောက်လုပ်ရေးလုပ်ငန်းတွေလုပ်နေတဲ့ကုမ္ပဏီပိုင်ရှင်မောဗျအခုတထေးကအားလည်းရဖြစ်လို့တောတောင်တဘာဝကိုကြည်ပြီးအမဲလိုက်ရင်နဲ့အနားယူခြင်းနဲ့ဆိုတာနဲ့ကျွန်တော်ကဒီရွာကိုခေါ်လာခဲ့တာဗျရွာကြီးအနေနဲ့တောအကြောင်းကောင်းကောင်းသိတယ်လမ်းပြမုတ်ဆိုတရားလောက်စီစဉ်ပေးပါအောင်ဗျာ။အော်ဒါနဲ့မုတ်ဆိုးဖိုးတီရောအားရလားဗျာ။မနေ့ကသူနဲ့တောလိုက်ခဲ့တော့ကသူကတောအကြောင်းဘလောက်အထိနှံ့ဆက်တယ်ဆိုတာကျွန်တော်တတိကိုတေချာကြွားလာခဲ့တာဗျ။အမှန်တိုင်းပြောရရင်တော့ဖိုးတီကအားတော့အားနေတာပါပဲ။သူကတောထဲမဝင်တာလေတော်တော်လေးကြာနေပြီ။
ရွာတကြီးကအားတုံအာနာနဲ့ပဲစကားကိုဆက်ပြောလိုက်ပါတယ်။ရွာမှာလက်အမြန်ဆုံးအတော်ဆုံးလို့နာမည်ကြီးတဲ့မုတ်ဆိုးဖိုးတွေကတော့အခုအချိန်မှာအရက်ကြောင့်လူညွန့်တုံနေခဲ့ပါပြီ။သူဟာအရင်ကလိုတွက်လက်တဲ့မုတ်ဆိုးတယောက်မဟုတ်တော့ပဲမြေကြီးပေါ်မှာအရက်မူးပြီးလဲနေတဲ့အထိဖြစ်ပြနေတာပါ။မုတ်ဆိုးကြီးဖိုးတွေကဘာဖြစ်လို့ဒီလိုမျိုးဖြစ်သွားတာလဲဗျ။ဘာကြောင့်ကိုဒီလောက်တီးပစ်ထားရတာလဲ။အရင်ကသူဒီလိုမျိုးမဟုတ်ပါဘူးဗျ။အဲ့ဒါကတော့သူမိမဆုံးသွားလို့လေအခုဆိုရင်တစ်လလောက်ရှိပြီအဲ့ဒီကလေးကထမင်းမေးဟင်းမေးနဲ့အရက်ကိုပဲဖိတောင်းနေတော့တာဘာလို့မှလည်းမလုပ်တော့ဘူးကျွန်တော်လည်းမကြသွားပြောတယ်စုတယ်ဒါပေမဲ့သူကဘသူစကားမှနားမထောင်တော့ဘူးရဲ့ဒီမြေခွဲကိုကြီးပြီးတထေးလေးကိုပုံမြက်ကစကမ်းမှုစိုးရင်ကိုအပြစ်တင်တဲ့အကြီးနဲ့ကြီးလိုက်ပါတယ်ဒီလိုအရက်သမားကိုပဲတောဘရင်ကြီးပါဆိုပြီးကြွားလုံးထုတ်နေတာလားဆိုတဲ့အတိတ်ပဲမျိုးနဲ့စိတ်ပြက်သွားတဲ့ပုံစံပေါ့ကျွန်တော်တထေးကိုတောင်းပန်ပါတယ်ဗျာဒီအရှင်တွေကိုကျွန်တော်လည်းမသိလိုက်ဘူးဗျာအခုတော့လမ်းပြအစ်စ်ပဲရှာရတော့မယ်ထင်တယ်ကျွန်တော်လည်းရွာစကြီးစီကိုလူလွတ်ပြီးကြိုတင်အကြောင်းမချမိလိုက်တာကျွန်တော်အမှားပါဗျာအဲ့ဒီအချိန်မှာပဲရွာတကြီးစိုးရင်ရဲ့အတိုင်းဖြစ်လာခဲ့ပါပြီ။ဆိုင်သူဟာရွာတကြီးရဲ့တားမြစ်ချက်ကိုဂယုမဆိုင်ပဲမန်တက်နေတဲ့မျက်နှာပေးနဲ့သူတို့နားကိုရောက်လာပြီးလမ်းပြလို့ဖို့ကိုအဆိုပြုလိုက်တာပေါ့။ဒီအခါကိုဘုံမြက်ကသူ့ရဲ့ခန္ဓာကိုယ်ကိုတေချာကြည့်ပြီးသဘောတကျနဲ့ပြောလာပါတယ်။ကြည့်ရတာတော့ဒီကောင်လေးကလူရောဟန်ပန်ရောတော်တော်လေးတောင့်နေတာပဲ။ရွာတကြီးရဲ့သားကဒီလောက်အထိအရေးရှင်းရှိတာပဲလား။ဒီခရီးစဉ်ပြီးသွားရင်ငါနဲ့အတူမြို့ကိုလိုက်ခဲ့ပြီးတော့အလုပ်လုပ်မလားကွာငါကုမ္ပဏီမှာမင်းအတွက်နေရာကောင်းတစ်ခုပေးမယ်လေတထေးလေးကိုဘုံမြက်ကစိုင်းသူရဲ့တန်မာထွားချိုင်းလာတဲ့ကိုလုံးကိုပေါက်ကိုသဘောကျသွားပြီးအနာဂတ်အတွက်ပါလမ်းပွင့်သွားအောင်အခွင့်အရေးပေးတဲ့အနေနဲ့ကမ်းလှမ်းခဲ့လိုက်တာပါအိုးကျွန်တော်ကတော့တိတ်ပြီးစိတ်ဝင်စားတာပေါ့တထေးကသာကျွန်တော်အပေါ်ကိုမြတ်တာထားပြီးခေါ်မယ်ဆိုရင်တော့ကျွန်တော်ဝမ်းသာအားရနဲ့လိုက်ရှင်ပါတယ်ကျွန်တော်ကိုယ်တိုင်ကလည်းဒီလိုတော်တဲ့အရက်မှာပဲတက်လုံးနေရတာကိုတော်တော်လေးညှိငွေ့နေပြီဗျမြို့ပေါ်မှာအရှိချရှင်နေတာကြားပြီဗျရွာတကြီးလည်းဘာမှကန့်ကွက်စရာမရှိဘူးမဟုတ်လားဗျအခုခရီးစဉ်အတွက်သူ့ကိုပဲလမ်းပြအပြစ်ခေါ်သွားလိုက်မယ်လေကျန်တဲ့လုံခြုံရေးကိစ္စကိုတော့ခင်ဗျားဘာမှစိုးရိမ်မနေပါနဲ့ကျုပ်လူတွေနဲ့စကမ်းမှုကတောပေါင်းစုံကိုဖျက်ကျော်ပြီးအမဲလိုက်ဖူးတဲ့သူတွေကြီးပဲတကယ်တော့စကမ်းမှုစိုးလွင်တရားဟုတ်တယ်ပါလာရင်တော့ကျုပ်အတွက်ကတော့အေးစေးပါပဲဗျအခုကဒီဘက်တော့ရဲ့အဝင်အတွက်လမ်းကြောင်းကိုတည်တယ်နေကန်တယောက်တော့လိုချင်ရုံနေမှာဟာရွာတကြီးကတော့တထေးလေးကိုဘုံမြရဲ့စကားကိုရှင်းရှင်းပြန်မဖြေနိုင်မဲ့တွေးဝေနေပါတယ်။ဘာကြောင့်လဲဆိုတော့သူ့ရဲ့သားဖြစ်သူစိုင်းသူက BN ရဲ့တိတ်များတဲ့အဲ့ဒီဒေါနက်ထဲမသွားစေချင်လို့ပါ။အဲ့ဒီအချိန်မှာပဲရွာတကြီးကအားကိုးရနောက်ဆုံးလက်နဲ့အနေနဲ့အရက်မူပြီးလဲနေတဲ့မုတ်ဆိုးဖိုးတွေကိုပဲအားကိုးတကြီးနဲ့လှမ်းကြည့်လိုက်ပါတယ်။ရွာတကြီးကျွန်တော်ကိုအရက်တစ်ခွက်တော့ပဲထက်ပြီးတိုက်စမ်းပါဗျာ။အဲ့ဒါဆိုရင်တော့ဒီလမ်းပြလို့ကိုကျွန်တော်လက်ခံနိုင်မယ်။မုတ်ဆိုးဖိုးတွေကရိုင်တီးရိုင်တိုင်းနဲ့ထလာပြီးစကားပြောရင်တထေးရဲ့တက်တော်ဆောင်နာကိုကတ်သွားပါတယ်။အဲဒီမှာတင်ညစ်ပတ်ပေရင်နေတဲ့အရက်သမားကိုယွန်းချသလိုနဲ့တထေးရဲ့တက်တော်ဆောင်တွေကမုတ်ဆိုးဖိုးတွေကိုလူအများရှိမှတင်မြေကြီးပေါ်ဆွဲချပြီးတရက်ကျန်းကန်ကြောက်ပါတော့တယ်။ဒီအခါတထေးကရွာတကြီးရဲ့မျက်နှာကိုထောက်ထားတဲ့အနေနဲ့လက်ကပြားပြီးသူ့လူတွေကိုတားလိုက်ရတာပေါ့။မုတ်ဆိုးကြီးခင်ဗျာဒီပုံစံနဲ့တကယ်ရောတောထဲလိုက်နိုင်ပါမလားဗျာကြည်ရတာတော့ခင်ဗျာအရှင်ကြီးကလမ်းအောင်ကောင်းကောင်းချောင်းနိုင်ဖို့မရဘူးကျွန်တော်လိုက်နိုင်ပါတယ်စကမ်းမှုရဲ့ကျွန်တော်ကိုပဲဒီအလုပ်ပေးပါဗျာကျွန်တော်လမ်းပြပေးပါမယ်နော်ရွာတကြီးကငရဲမင်းတောအုပ်ရဲ့ကြောက်စရာကောင်းတဲ့လျှို့ဝှက်ချက်တွေကိုကောင်းကောင်းကြီးသိနေတဲ့သူပါအဲ့ဒီတော့ကလူမဝင်ရဆိုတဲ့တားမြစ်နယ်မြေဖြစ်တာကြောင့်တားဖြစ်သူရဲ့ဘေးကင်းဖို့အတွက်မုတ်ဆိုးဖိုးတီကိုပဲလမ်းပြအဖြစ်ထည့်ပေးဖို့အတင်းကြိုးစားပါတယ်။ဒါပေမဲ့စိုင်းသူကတော့သူ့အတွက်မျိုးတက်ရမယ့်အခွင့်အရေးကိုလက်မလွတ်ရှင်တာကြောင့်မရရအောင်လိုက်မယ်ဆိုပြီးစွန့်အတင်းပြောနေတော့တာပေါ့။ဒါကိုမြင်တဲ့ကိုဘုံမြက်ကတော့ရွာကြီးဟာဘာကြောင့်သူ့သားကိုတားမရတဲ့အစုံမှာအယက်သမားဖိုးတီကိုပါမရရအောင်ထည့်ပေးဖို့ကြံစီနေတာလေရွာကြီးဘာတွေကိုကြောက်ရွံ့နေတာလဲဆိုတာကိုစဉ်းစားရင်တန်တရားတွေဝင်သွားပါတော့တယ်နောက်ဆုံးမှာတော့တထေးလေးကိုဘုံမြက်ကမုတ်ဆိုးဖိုးတီနဲ့စိုင်းသူကိုရောနှစ်ယောက်စလုံးကိုပါလမ်းပြအဖြစ်ခေါ်သွားဖို့အတွက်သဘောတူလိုက်ပါတယ်ရွာကြီးဟာသူဖြစ်ရှင်တဲ့အတိုင်းဖြစ်မလာတဲ့အခါမှာတော့အစီအစဉ်တစ်ခုကိုထပ်ပြီးစဉ်းစားလိုက်တာပေါ့
တထေးလေးကိုဘုံမြင့်နဲ့အတူပါလာတဲ့သူတွေကအတွေ့အကြုံရှိပြီးအစွမ်းအစားရှိတဲ့သူတွေဖြစ်တယ်လို့သူတို့ကင်ဆောင်ထားတဲ့တနက်တွေကလည်းတောတင်းမုတ်ဆိုးတွေသုံးလေးရှိတဲ့တူမီတနက်တွေမဟုတ်ပဲအစင်မြင့်ပြီးအကောင်းစားအမဲလိုက်တနက်တွေဖြစ်နေတာကိုတတိထားမိလို့ပါညဘက်ရောက်တော့ရွာကြီးကဧည့်သည်တွေကိုဧခန်းရင်အချိန်လေးရလာတဲ့အခါမှာတော့တောတွေကကြောက်စရာကောင်းတဲ့ငုံတစီတွေအကြောင်းကိုစပြီးပြောပြပါတော့တယ်အခုအချိန်ထိလူတွေဟာတောတွေကလူရိုင်းတွေနဲ့မောင်တစီတွေကိုတိတိကျကျမခွဲခြားနိုင်သေးဘူးလို့ဆိုပါတယ်တော်ရဲမှာအစာအနာမရှိပျောက်ဆုံးသွားတဲ့မုတ်ဆိုးတွေဟာလူရိုင်းတွေရဲ့လက်ရက်ကြောင့်မဟုတ်ပဲခြေထောက်တစ်ဖက်ထဲနဲ့ခုံသွားတတ်တဲ့ငုံတစီတွေရဲ့လက်ရက်လည်းဖြစ်နိုင်တယ်လို့သတိပေးလိုက်တာပါဒါပေမဲ့တထေးလေးကိုဘုံမြက်ကတော့လူငယ်ပြီးရွာတကြီးကဒီခရီးစဉ်မှာစိတ်လှုပ်ရှားဖို့ကောင်းအောင်ပုံမြင်တွေရှောက်ပြောနေတာပဲလို့ထင်ပြီးသဘောကျကတဟားဟားနဲ့ရေမောနေပါရီနောက်တနေ့မနေ့ရောက်တဲ့အခါမှာတော့ရွာတကြီးရဲ့အိမ်ရှိကွင်းပြင်မှာလူတွေနဲ့အလွန်ကိုစီကားနေပါရီခရီးထွက်မဲ့သူတွေရောလိုက်ပို့မဲ့သူတွေနဲ့လူတိုင်းကခရီးစားတင်ဖို့အတွက်အစတင်သစ်ဖြစ်လို့နေကြကြပြီပေါ့ငါသားကိုမင်းကိုပဲအပ်ပါတယ်ဖိုးဒီယာသူတခုခုမှားယွင်းတာလုပ်မယ်ဆိုရင်လေမင်းကပဲတားပြီးပါအောင်ငါမသားဆိုလို့ဒီတရားပဲရှိတာကွာရွာတကြီးကအဲ့ဒီလိုမှားကြရင်းနဲ့သူတို့နှစ်ယောက်ကြားကဆွေမျိုးတော်ဆက်ပုံကိုလည်းထပ်ပြီးတော့တတိပေးလိုက်ပါတယ်တကယ်တမ်းလဲမုတ်ဆိုးဖိုးတီရဲ့ဇနီးတဲ့မနှင်းဖြူဟာရွာတကြီးရဲ့တူမအရင်ခောက်ခောက်တော်ဆက်ပါတယ်ဒါကြောင့်မုတ်ဆိုးဖိုးတီကသူ့ရဲ့ဒူးဆိုရင်လည်းမမားဘူးပါဗျာအခုလိုဘေးရန်ရဲ့များတဲ့ခရီးမှာတယောက်နဲ့တယောက်အခက်အခဲရှိရင်တေးအတူရှင်းမကွာကူညီချဖို့ကိုလည်းတိတိကျကျမှားကြလိုက်တာပါစိတ်ရပါဦးလေအခုတော့ကျွန်တော်စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားနိုင်ပါပြီဗျမနှင်းဖြူဆုံးပါသွားတဲ့ကိစ္စကိုလည်းကျွန်တော်နှလုံးသွင်းနိုင်ပါပြီနောက်ဆိုရင်တော့အရင်လိုအရက်တွေဖိတောက်ပြီးမူးယုံနေတော့ပါဘူးဗျအရင်ကလိုလက်ဖြောင်းနဲ့မုတ်ဆိုးကောင်းတယောက်ပြန်ဖြစ်အောင်ကျုပ်ကြိုးစားပါမယ်ဗျာဒီလိုနဲ့မုတ်ဆိုးဖုံးတီဦးဆောင်တဲ့အမဲလိုက်အဖွဲ့ဟာငရဲမင်းတောအုပ်ကိုတွားဖို့အတွက်ခရီးစတင်ခဲ့ပါပြီ။အဲဒီတောအုပ်ကရှိုင်းတုံမြစ်ရဲ့ဟိုဘက်ကမ်းမှာရှိတာဆိုတော့သူတို့တစ်ဖွဲစလုံးလှေငားပြီးမြစ်ကိုအရင်ဆုံးဖြတ်ကျော်ကြရမှာပဲဖြစ်တာပေါ့။ရှိုင်းတုံမြစ်ရဲ့တစ်ဖက်ကမ်းကိုလှေနဲ့ဖြတ်ကျော်လိုက်တဲ့အခါမှာတော့စိုးစွတ်ထိုင်းမှန်းပြီးအလွန်ကိုပူအိုက်လာတဲ့တောနက်ကြီးတွေကိုရောက်ရှိသွားပါတယ်။အဲ့ဒီနေရာဟာရှေးရခင်ကလေးကကြောက်စရာကောင်းတဲ့ဒဏ္ဍာရီပုံမြင်တွေနဲ့လူပြောများတဲ့သတင်းစကားတွေအများကြီးရှိခဲ့တဲ့နေရာတစ်ခုပေါ့ဟိုအရင်တုန်းကဆိုရင်ဒီနေရာဟာမြန်မာ၊ထိုင်း၊လာအိုနဲ့ကမ်ဘောဒီးယားနိုင်ငံတွေကနေကြွားရှိလာကြတဲ့ဒူတင်ဆောင်အရှင်သူမြတ်တွေဟာတရားအားထုတ်ဖို့အတွက်ရွေးချယ်တဲ့စိတ်ငြိမ်ရာဒေသလည်းဖြစ်ပါတယ်။နာမည်ကျော်ဆရာတော်အတော်များများလည်းဒီလိုဝေးလံခေါင်ဖျားပြီးလူသူအယောက်အပေါက်နေတဲ့တောနက်ထဲမှာနေအဘိညာဉ်စံသမာပတ်တွေကိုရရှိခဲ့ကြတာပါ။တရားထူတရားမြတ်တွေကိုအောင်မြင်မြင်ကျင့်ကြံနိုင်ခဲ့ကြတဲ့နေရာလည်းဖြစ်တာပေါ့ဒါအပြင်ဒီနေရာဟာလောကုတ္တရာနယ်ပယ်ကထူးဆန်းတဲ့ဓာတ်သတ္ထုတွေဖြစ်တဲ့ပလဲသွဲတို့တန်ရှင်ခဲလို့ခေါ်တဲ့လောကီဓာတ်လုံးတွေလိုတကူရှိတဲ့ပစ္စည်းတွေကိုလိုချင်တက်မဲ့တဲ့လူတစုရောက်လာတတ်တဲ့နေရာလည်းဖြစ်ပါတယ်အဲ့ဒီလိုထူးခြားဆန်းပြတဲ့တကူရှိပစ္စည်းတွေကိုရှာဖွေဖို့နဲ့ပိုင်ဆိုင်နိုင်ဖို့ဆိုရင်တော့ဘယ်အချိန်မှအသက်ပြောက်မလဲမသိနိုင်တဲ့အန်ဒီရဲ့အမျိုးမျိုးကိုစွန့်စားကြရတာပါကိုဘုံမြတ်တို့တစ်ဖွဲ့လုံးဟာညနေဆောင်လို့နေဝင်ကန်ဒီအချိန်မှာတော့တောနက်ထဲကစကန်ရှာမဲ့နေရာကိုရောက်ရှိလာကြပါပြီ။မုတ်ဆိုးဖိုတီနဲ့အထမ်းသမားတွေကတော့အမောင်တူမကြီးစိုးခင်မှာအနာယူမဲ့ယာယီစကန်ကိုအမြန်ဆုံးအပြီးသက်နိုင်ဖို့အတွက်အချိန်နဲ့အမျှအပြိုင်ဆိုင်လှုပ်လှုပ်နေကြပါရီ။ဆိုင်သူကတော့တောထဲရောက်ကလေးကစိတ်လှုပ်ရှားပြီးမျက်နှာကပြုံးရွှင်နေတာပါ။ဘာကြောင့်လဲဆိုတော့မြေကြီးပေါ်မှာနွားနီတွေတမင်တွေနဲ့တောဝက်တွေရဲ့ရှေ့ရတွေကတစ်ခုနဲ့တစ်ခုထက်နေဒါကိုမြင်လိုက်ရတော့ပါပဲဒီလိုသားကောင်းတွေအလွန်ပေါ်တဲ့နေရာမှာကြိုသိရင်အရင်ကတည်းကလာခဲ့ပါတယ်လို့တော့သူကတခန်းတနာနဲ့တွေးနေသေးတာပါညမောင်လာတဲ့အခါမှာတော့တဲတွေရဲ့ဘေးနာကရေနံစီမီးအိမ်တွေကိုထွန်းညှိပြီးတဲရှိတွေမှာရှိလိုက်ပါတယ်အဲ့ဒီမီးအိမ်ကထွက်တဲ့အလင်းရောင်ကတောနက်ကြီးရဲ့မှောင်အတီးကျနေတဲ့ပတ်ဝန်းကျင်နဲ့အတော်လေးကိုကွာရှားပြီးထင်နေတာပေါ့ကိုဘုံမြင့်နဲ့စကမ်းမှုကိုစိုးလွင်တို့ကတော့တနေ့တာခရီးချမ်းနှင်ခဲ့ရသမျှပင်မနွမ်းနေတာတွေပြပြောက်အောင်အရက်တောင်းရင်ခိတခဏစကားပြောနေကြတာပေါ့သူတို့နှစ်ယောက်ဟာခဏကြာတော့မှအိယာဝင်လို့သွားကြပါရီ
အဲ့ဒီအချိန်မှာတော့သူတို့နဲ့အတူပါလာတဲ့တက်တော်ဆောင်လက်ဖြောင့်တပ်သားတွေကစီကရက်တောက်ရင်းနဲ့အဖွဲ့သားအားလုံးရဲ့ဘေးကင်းလုံခြုံရေးအတွက်တလဲစီကင်းလဲလို့နေခဲ့ကြပါပြီ။ဒါပေမဲ့ညနေတကောင်ရဲ့အချိန်မှာတော့ဘေးအန္တရာယ်ကသူတို့စီကိုဆက်ဆက်မြက်မြက်ရောက်လာပါတော့တယ်။တုံအင်းရွာတွေကငှားလာတဲ့အထမ်းသမားလေးရှစ်ကိုရဲ့ပိုက်ထဲကရစ်ရစ်ပြီးအောင်းလာခဲ့တာကြောင့်အိမ်သာသွားခြင်းစိတ်ပြင်းထန်လို့လာတာပေါ့။အဲ့ဒီအချိန်အပြင်မှာကလည်းဘာဆိုဘာမှမမြင်ရတော့အောင်အရန်ကိုမှောင်နေတော့သူတယောက်တည်းမထွက်ရဲတာနဲ့အိပ်ပျော်နေတဲ့တငယ်ချင်းဖြစ်သူကိုဇွတ်နှိုးပြီးအပြင်ထွက်လာခဲ့ရပါတယ်။ဒါပေမဲ့သူ့ရဲ့တငယ်ချင်းကလည်းရှစ်ကိုရဲ့နောက်ကနေလိုက်မသွားခဲ့ပါဘူး။ရှစ်ကိုတယောက်တောစံနာမှာသူ့ရဲ့ကိစ္စရှင်းနေတဲ့အချိန်မှာပဲတစုံတယောက်ဟာတစ်ပင်အကွယ်ကနေစိုက်ကြည့်နေသလိုမျိုးထူးထူးဆန်းဆန်းခံစားလိုက်ရတာပေါ့။ပတ်ဝန်းကျင်တစ်ခုလုံးမှာမြင့်မားလာတဲ့တစ်ပင်ကြီးတွေကဝိုင်းရံနေပြီးအမောင်တူကလည်းတကယ်ကိုကြောက်စရာကောင်းအောင်ကိုကြီးစိုးနေတာပါတောနဲ့ထဲကနေတိုက်ခတ်လာတဲ့အေးဆက်ဆက်လေကြောင်ရှစ်ကိုတယောက်ချွေးစည်းတွေပြန်လာခဲ့ပြီးတကူလုံးကြက်သေးမွေးနေတောင်ထသွားရပါတယ်သူရဲ့ကိစ္စပြီးသွားလို့ပေါင်းမီတောင်တေချာပြန်မဝေးရသေးခင်မှာပဲမြောက်တွေအော်တန်လို့စူးစူးချက်ချက်အတန်ကြီးကတောနဲ့ထဲကနေရုတ်တရက်ထွက်ပေါ်လို့လာတာပေါ့အဲ့ဒီငရဲမင်းတောဟာမောင်းတစီတွေကျက်စားတဲ့နေရာဆိုတဲ့သတင်းစကားတွေကိုသူအရင်ကတည်းကရွာထဲမှာကြားဘူးနာဝါရှိခဲ့ဘူးတာပါရှစ်ကိုလည်းအဲ့ဒီအတန်ကိုကြားလိုက်ရချင်းမှာပဲဘောင်းမီကိုလက်တစ်ဖက်နဲ့ဆွဲကင်ပြီးအသက်လူကတအားပြေးပါတော့တယ်ဒါပေမဲ့စမ်းကြဲတာကသူပြေးလေးစကန်းရှာထားတဲ့နေရာနဲ့ပို့ပြီးဝေးသွားသလိုခံစားနေခဲ့ရတာပါပဲသူရဲ့နောက်နားမှာတော့လေးလံတဲ့အရာတစ်ခုဟာတစ်ပင်ပေါ်ကနေမြေကြီးပေါ်ကိုဘုံကနေခုန်ချလိုက်တဲ့အတန်ကြီးကလည်းနီးနီးကက်ကက်ကြားလိုက်ရပါတယ်။နောက်ပိုင်းမှာတော့သူဟာဘလို့မှထွက်မပြေးနိုင်တော့ပဲနောက်ကနေလိုက်လာတဲ့အရာနဲ့ရင်ဆိုင်ခဲ့လိုက်ရတာပေါ့။အဲ့ဒီအချိန်တဲရဲ့ပတ်ဝန်းကျင်မှာတော့မျက်စိတောင်ကျိန်းသွားလောက်အောင်လင်းထိန်သွားတဲ့လက်နှိပ်ဓာတ်မီအလင်းရောင်တစ်ခုပေါ်လာခဲ့ပါတယ်။သူတို့ဟာမကြသေးခင်ကတောအုပ်အတွင်းကထွက်ပေါ်လာတဲ့အတန်ကြောင့်တဲရဲ့အနီးအနားပတ်ဝန်းကျင်ကိုကင်းလာလဲတဲ့မုတ်ဆိုးဖိုးတီပဲဖြစ်ပါတယ်။ငါတို့ကိုအထက်ထက်မှားထားရတဲ့ကွာညဘက်ဆိုရင်စကန်းနဲ့ဝေးတဲ့နေရာကိုဘယ်သူမှတယောက်တည်းထွက်မလာပါနဲ့ဆိုတာကိုအခုတော့ဘယ်ကိုထွက်သွားတာလဲမသိဘူးဒီကောင်ချစ်ကိုကတော့ကွာအကိုဖိုးတီအဲ့ဒါဘာတန်ကြီးလဲဗျစောစောကနေကျွန်တော်ကြားလိုက်ရတဲ့အတန်ကြီးလေမင်းအဲ့ဒီအတန်တွေကိုသိပြီးစူးစမ်းမနေပါနဲ့ဒီတော့နဲ့ထင်မှာတော့တားရဲ့တရိษံပဲဖြစ်ဖြစ်နာနာဘာဝတစီတွေပဲဖြစ်ဖြစ်အကုန်လုံးကအန္တရာယ်ရှိတာကြီးပဲငါအဲ့ဒီအကြောင်းတွေကိုအကုန်လုံးအသေးစိတ်ပြောပြလိုက်ရင်မင်းတို့ရှေ့ဆက်ဖို့ပို့ပြီးကြောက်နေမှာဆိုလို့ကွာအခုကတော့ကိုအမြဲတမ်းတတိနဲ့နေဖို့ပဲအရေးကြီးတယ်အထူးသဖြင့်ညတကောင်ကြော်သွားတဲ့အချိန်ကျရင်အဲ့ဒီအကောင်တွေကပို့ပြီးတော့အုပ်စုလိုက်ထွက်လာတတ်ကြတယ်ကွာသူတို့ကငါတို့ဘက်ကနုံနုံကြကြနဲ့တတိရှိနေတာကိုမြင်ရင်တော့ရံမှုကိုတိတ်မရဲကြဘူးအဲဒါကြောင့်အိတ်တဲ့အခါမှာတော့နုံနုံကြကြနဲ့ရှိနေကြဟုတ်ပြီလားနောက်တနေ့မနေ့ရောက်တော့ငရဲမင်းတောအုပ်ထဲမှာသွေးစွန်းတဲ့အမဲလိုက်ပွဲကြီးကိုအတိတကျစတင်လိုက်ပါပြီတထေးလေးကိုဘုံမြဲရဲ့တနက်ပြောင်းဝမှာပထမဆုံးအသက်ပြောက်ပြီးလဲကျသွားတဲ့သားကောင်ကတော့ဝက်ဝင်မာကြီးနဲ့သူ့ရဲ့သားငယ်လေးပဲဖြစ်ပါတယ်ဝါရင်မုတ်ဆိုးဖိုးတီကဒီဝက်ဝင်သားအမိဟာတောဆောင်နဲ့ရဲ့အရွှေရန်တွေဖြစ်တာကြောင့်မပြစ်ဖို့အတွက်အတန်တန်မှာကြားထားပါသေးတယ်နောက်ပြီးဒီဝဝင်တွေဟာဒီတောနဲ့ထဲမှာနောက်ဆုံးကြံခဲ့တဲ့မျိုးဆက်တွေဖြစ်တာကြောင့်မျိုးတုံးသွားမှဆိုလို့အသက်ရှမ်းသာပေးဖို့ကိုလည်းခိုင်လုံတဲ့အကြောင်းပြချက်တွေနဲ့တောင်းပန်ခဲ့သေးတာပေါ့ဒါပေမဲ့လောဘစောတိုက်နေတဲ့ကိုဘုံမြတ်ကတော့မုတ်ဆိုးဖိုးတီရဲ့သတိပေးချက်ကိုအတိတ်ပဲမရှိတဲ့ပေါက်ကရစကားတွေလိုပဲသတ်မှတ်ခဲ့တာပါသူ့ရဲ့အစင်မြင့်ရိုင်ဖယ်တနက်ကိုအသေးအရှာချိန်ရွဲပြီးအပြစ်ကင်းတဲ့ဝက်ဝင်ပေါက်ကလေးကိုအရင်ဆုံးရရဆက်ဆက်ပြတ်တက်လိုက်ပါတယ်သူ့ရဲ့သားငယ်လေးမြေကြီးပေါ်ကိုလဲကျသွားတာကိုမြင်လိုက်ရတဲ့အခါမှာတော့ဝက်ဝင်မကြီးဟာဒေါသတကြီးနဲ့ယူမတက်ဖြစ်လို့သွားခဲ့ပြီးအနားမှာရှိတဲ့အထမ်းသမားတွေကိုလိုက်လံကြိုက်ခဲပါတော့တယ်ဒီအခါအထမ်းသမားတွေလည်းထိတ်လန့်တကြားနဲ့အသက်လူပြီးထွက်ပြေးကြရတာပေါ့ဒီအချိန်မှာပဲကိုဘုံမြတ်ကတော့တီတီငိမ့်ငိမ့်နဲ့ပဲဝက်ဝင်မကြီးရဲ့ခြေထောက်ကိုအရင်ဦးဆုံးပြစ်လိုက်ပါတယ်ဒီတော့ဝက်ဝင်မကြီးကလည်းရှေ့ဆက်မတိုးနိုင်တော့ပဲနာကျင်မှုနဲ့ဒေါသကြောင့်တောတစ်ခုလုံးဟိမ့်ထွက်သွားအောင်အော်ဟစ်လို့နေကြတော့တာပေါ့နောက်ဆုံးမှာတော့ကိုဘုံမြတ်ကဝက်ဝင်မကြီးရဲ့ဦးခေါင်းကိုတနက်နဲ့အသေးအရှာရှိန်ပြစ်ပြီးအသက်ပြောက်အောင်လုပ်လိုက်ပါတော့တယ်ပြီးတာနဲ့သူဟာအထမ်းသမားတွေကိုခေါ်ပြီးဝက်ဝင်ရဲ့အလောင်းကိုစမ်းချောင်းပေးမှအသားဖို့ကိုအတွက်အမိန့်ပေးလိုက်တာပေါ့သူအဓိကလိုချင်တာကတော့တန်ဖိုးကြီးလာတဲ့ဝက်ဝင်ရဲ့တဲကြီးပါပဲကိုဘုံမြင့်ဟာအဲ့ဒီဝက်ဝင်တဲကြီးကိုအရက်နဲ့ရှင်းရောဆက်ပေးဖို့ကိုလည်းမဆိုင်မတော့ခိုင်းစီခဲ့လိုက်သေးတာပေါ့ပေါင်းနေတိတ်ကောင်းတာပဲငါတော်လေးလာရကြိုနှက်သွားပြီဒါမျိုးကိုပဲငါကလိုချင်နေတာကွ
ဝဝင်သေးကြီးကို28ဒီဂရီအရက်ဖြူနဲ့ရောဆက်ပြီးအားရပါရတောက်လိုက်တဲ့အခါမှာတော့တကိုယ်လုံးချင်းချင်းဖိမ့်ဖိမ့်နဲ့တက်ကြွလာသလိုခံစားလိုက်ရပါတယ်။နိုင်ငံခြားကတင်သွင်းလာတဲ့အကောင်းစားအရက်တွေတောင်ဒီအရက်ရဲ့အရာတာကိုမမီပါဘူးလို့သူကတဟားဟားနဲ့ရေမောရင်နဲ့ကြွားလုံးထုတ်လို့နေခဲ့တာပါ။မုတ်ဆိုးဖိုးတီနဲ့အချမ်းသမားတွေကတော့စိတ်မရှမ်းမြေ့စွာနဲ့ဝက်ဝင်အလောင်းကိုစမ်းကြောင်းသားမှာအသားဖြတ်ဖို့အတွက်တာဝန်ယူရတာပေါ့။ဆိုင်သူကတော့အလုရှင်သတိကမုတ်ဆိုးဖိုးတီရဲ့သတိပေးစကားကိုနားမထောင်ပဲစွတ်လုတ်ခဲ့တာကြောင့်စိတ်ထဲမှာမတင်မကျဖြစ်နေခဲ့ပါတယ်။တကယ်တမ်းဆိုရင်ဆိုင်းသူကိုယ်တိုင်ကတောထဲမှာမိုက်မိုက်ကန်ကန်နေတက်တဲ့သူဖြစ်ပေမဲ့တောရဲ့စီကံနဲ့လှုပ်တင်တာမလှုပ်တင်တာကိုတော့အထိုက်အလျောက်နားလေထားတဲ့သူပါဒီလိုမျိုးတောဆောင်နဲ့ရဲ့အရွှေရန်ကိုမစင်မရှင်တက်ပြက်လိုက်တဲ့လှုပ်ရဲ့ကြောင့်နောက်ပိုင်းမှာဘေးဒုက္ခဆိုးတွေဆိုက်ရောက်လာမှာကိုအရန်ကိုစိုးရိမ်နေမိပါတယ်ဟေးကိုဘိုးဒီကျွန်တော်စကန်ပြန်ထွက်ပြီးရှစ်ကိုသွားရှာလိုက်အောင်မယ်နော်အဲ့ဒီကောင်ညကလေးကအိမ်သာသွားတာအခုထိပြန်ရောက်လာသေးဘူးဗျာတခုခုဖြစ်နေပြီလားမသိပါဘူးဗျာမတော်နဲ့တော့ကွညဘက်ရောက်နေပြီမင်းအပြင်ကိုလုံးဝမထွက်နဲ့တော့ရှစ်ကိုကတော့အကြောင်းကိုမသိတဲ့သူမဟုတ်ဘူးဘာလို့တင်တယ်ဘာမလို့တင်ဘူးဆိုတာ तू ကောင်းကောင်းနားလေတယ်ကွာတကယ်လို့ तू ဒါအမားရွေးတစ်ခုခုလောက်ခင်ပြီးတော့တခုခုဖြစ်သွားပြီဆိုရင်လေငါတို့ဘာမှကူညီပေးလို့ရတော့မှမဟုတ်တော့ဘူးအပြင်မှာကအောက်လန်းတက်တွေရောတောလျှောက်တာတွေရောတဲကိုပြင်းထန်တာမင်းသာစွတ်ထွက်သွားရင်ပြန်လာဖို့ကိုမျှော်လင့်မနေနဲ့တော့မောက်ဆိုးဖိုးဒီရဲ့စကားတန်တွေကအေးဆက်နေခဲ့ပေမဲ့သူ့ရဲ့မျက်လုံးတွေဟာတော့တောနဲ့ထဲကအမောင်တူးစီကိုစိုးရိမ်တကြီးနဲ့စိုက်ကြည့်နေပါတယ်အမောင်ထဲမှာတစုံတစ်ယောက်ကသူတို့ကိုရန်လိုတဲ့အကြည့်တွေနဲ့ရှောင်းမြောင်းကြည့်နေတယ်ဆိုတာသူကောင်းကောင်းကြီးသိနေလို့ပဲပေါ့အဲ့ဒီအချိန်မှာပဲစိုင်းသူကတစ်ပင်ကြီးတစ်ပင်ရဲ့နောက်ွယ်မှာတခုခုလှုပ်ရှားသွားတာကိုမြင်လိုက်ရပါတယ်ဒါကြောင့်သူကလက်နှိပ်တံမီးနဲ့ရှင်းရှင်းလှမ်းထိုးကြည့်လိုက်တော့မြတ်တော်လေးတွေတစ်ချက်တစ်ချက်လှုပ်ခါသွားတာကလွဲလို့ဘာကိုမှမတွေ့ရပါဘူးတစုံတစ်ယောက်ကအဲ့ဒီနေရာကနေသူတို့ကိုရှောင်းကြည့်နေတယ်လို့မျိုးခံစားရတာကြောင့်စိုင်းသူလည်းဇွတ်တိုးသွားပြီးအနီးကပ်ကြည့်လိုက်ပါတယ်အဲ့ဒီမှာတင်သူမြင်လိုက်ရတာဟာမြေကြီးပေါ်ကလူတစ်ယောက်ရဲ့ရှေးပလာအတိုင်းရှေးရာတွေပဲဖြစ်ပါတယ်မင်းအောင်လဲကြောက်စိတ်ကြောင့်တတွေးကိုခက်ခက်ခဲခဲမျိုးချလိုက်ပြီးတုံရင်နေတဲ့အတန်နဲ့ဘသူရှေးရလဲလို့မေးလိုက်တာပေါ့ငါလည်းအသေးချောင်ပြောနိုင်ဘူးကွာဒီတော့အုပ်ကဘယ်တော့မှစိတ်ချလို့ရတဲ့နေရာမျိုးမဟုတ်ဘူးဒါဟာလူရိုင်းရှည်ရလဲဖြစ်နိုင်တယ်လို့တောတွေကတားရဲတွေဒါမှမဟုတ်ငုံတစိတွေရဲ့ရှည်ရလဲဖြစ်နိုင်တာပဲညနေလာတဲ့အခါမှာတော့အလုံးရှင်တွေပြကြတဲ့ကိုဘုံမြတ်တို့တပွဲလုံးအိယာဝင်သွားကြပါပြီတောအုပ်တစ်ခုလုံးကလည်းပြန်ပြီးတိတ်ဆိတ်သွားလိုက်တာမိဘုံတွေကမိသွေးခဲလေးတွေပောက်ကွဲတဲ့အတန်ကလွဲလို့ဘာမှမကြားရတော့ပါဘူးမုတ်ဆိုးဖိုးတီနဲ့အထမ်းသမားတွေကတော့မိဘုံဘေးမှာတချို့ကထိုင်းရင်တချို့ကတော့လှဲလျောင်းရင်းနဲ့နားနေကြပါတယ်ကိုဘုံမြတ်ရဲ့လူတချို့ကတော့မုတ်ဆိုးဖိုးတီရဲ့သတိပေးချက်ကိုဂယုမဆိုင်ပဲဖက်နှက်တွေကိုရှွတ်လိုက်ကြပါတယ်ပြီးတော့သူတို့ရဲ့ရှေ့ထောက်တွေကိုအကအကွယ်မရှိပဲစကန်အပြင်ဘက်စီရောက်အောင်စမ်းထုတ်ကပေါ့ပေါ့ဆဆပဲအိပ်ပျော်လို့သွားကြတာပေါ့မုတ်ဆိုးဖိုးတီကရှီဘဝကနေတစင်မမြင်ရတဲ့အန်ဒီရဲတွေကျူးကျော်လာတက်တာကြောင့်ဖနှက်မရွှတ်ဖို့နဲ့တတိထားဖို့ကိုအထက်ထက်မှာကြားခဲ့ပေမဲ့တထေးရဲ့လူတွေကတော့ဒါကိုအယူတီးတဲ့စကားတွေပဲလို့သတ်မှတ်ပြီးဂယုမဆိုင်ပဲပြစ်ပယ်ထားကြတာပါအချိန်တွေကတပြေးပြေးကုံဆုံးသွားပြီးမိုးလင်းကန်ဒီအချိန်ကိုရောက်ရှိလို့လာပါတယ်တစ်ပင်ထိပ်ဖျားတွေကနေကျလာတဲ့နှင်းဆက်တွေဟာတောနဲ့ကြီးရဲ့ငြိမ်သက်မှုကြားမှာမိုးရွာနေသလိုမျိုးတတောက်တောက်နဲ့အဆက်မပြတ်ကြာနေခဲ့တာပါညကအားကိုခဲ့ရတဲ့မိဘုံကြီးဟာလည်းလောင်စာကုန်ပြီးတဖြည်းဖြည်းငိမ့်လူနေပါဖြစ်နေသလိုမိခိုးဖြူတွေကတော့စကန်တစ်ခုလုံးမှာမြူနင်းတွေနဲ့ရောပြီးပြန်လွင်လို့နေပါတယ်မုတ်ဆိုးဖိုးတီဟာကင်းဆောင်ရင်မိဘုံဘေးမှာထိုင်နေပေမဲ့အိမ်ငိုင်စိတ်ကတားမရအောင်ကိုကျူးကျော်လို့လာပါတယ်အဲဒီလိုတဝက်တစ်ပြက်အိမ်မက်ကဘာရဲ့ရောက်နေတဲ့အချိန်မှာပဲသူရှေကမိကိုတွေရဲ့ကြားထဲမှာသူသိရှိရတဲ့ဇနီးတဲ့မနှင်းဖြူရဲ့ပုံရိပ်ကရုတ်တရက်ပေါ်လို့လာခဲ့တာပေါ့မနှင်းဖြူဟာမျက်ရည်တွေနဲ့တရှုံရှုံငိုကြွေးနေပြီးတစုံတစ်ယောက်ကပိတ်ပင်ထားတဲ့တောတွေကလျှို့ဝှက်ချက်တစ်ခုကိုပြောပြတော့မလို့မျိုးသူမရဲ့နှကန်းလေးတွေကတုံရီပြီးလှုပ်ရှားလို့နေပါတယ်ပြီးတော့သူမကမုတ်ဆိုးဖိုးတီကိုဒီနေရာကနေအမြန်ဆုံးဆုတ်ခွာဖို့အတွက်တတိပေးတဲ့အနေနဲ့လက်ဝှေ့ရန်ပြလိုက်ပြီးအမောင်တူတွေကိုနောက်ကျောင်းပြန်လဲကထွက်ခွာလို့သွားပါတော့တယ်မတော်ပါနဲ့ဦးနှင်းဖြူကိုစီပြန်လာပါဦး